မင်္ဂလာပါဒီနေ့ပွဲလေးကချင်းလုံးမြန်မာကပြုလုပ်တဲ့ຫນွေဦးအချိုဈေးအောင်ပွဲလေးပေါ့နော်ဒီဈေးအောင်ပွဲလေးမှာဆိုရင်သူကဒီနေ့ပထမနေ့ပေါ့နော်ပထမနေ့မှာအဆိုတော့ချေရီတင်ပေါ့နော်မနေ့ပြန်ကြရင်じゃဖြူပြေဆုံးတပတ်ခါကြတော့ကျွန်တော်အိတ်ချစ်တော့လာပြီးတော့ဖြူပြေပေးမှဖြစ်ပါတယ်ဒီပွဲလေးကကျွန်တော်တို့ဒီ case net sign လေးကိုပေါ့နော်ဒီခန်းကပေးကြမလို့ပဲနဲ့ဖိတ်ခေါ်တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ချင်းလုံးမိသားစုပေါ့နော်location ကကျတော့ကျွန်တော်တို့ဒီအရှိကမှတ်တိုင်တွေဖျားလန်းမှတ်တိုင်ပေါ့နော်ဒီဖျားလန်းမှတ်တိုင်ကျွန်တော်ဒီ first bar ရဲ့အရှိတဲ့မှာရှိတဲ့ချင်းလုံးမြန်မာ showroom မှာပေါ့နော်အယောင်ပြကမှာပြုလုပ်နေတာဖြစ်ပါတယ်3ရက်တနင်္လာပြုလုပ်မှာဖြစ်တယ်ပြီးရချင်းကြတော့ကျွန်တော်ဒီမှာဆိုရင်ဒီဆိုင်ကန်းတွေလည်းအများကြီးပါတယ်ပေါ့နော်သူတို့ရဲ့ဈေးရောင်းပွဲမှာဆိုလည်းသူတို့ discount short ထားတဲ့ပစ္စည်းတွေလည်းအများကြီးရှိတယ်ပေါ့နော်ပြီးရင်ဒီမှာ company သူတို့နဲ့ပူးပေါင်းပါဝင်တဲ့ company တွေကလည်းလာရောက်ပြသတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်